သူမကတားရဲ့အဖေကတထေးသားဆိုတာတီးသွား၍သူထေးသားရဲ့လိုအပ်ချက်ကိုလေးဖြစ်စီပေးလိုက်တယ်အဲ့ချိန်မှာအငယ်မကသူကြံစီထားတာကိုသူမရလိုက်လို့စိတ်တူနေတယ်နောက်မနေ့ရောက်တော့သူမကတထေးသားစီကနေအမြန်ပြေးထွက်သွားပြီးတထေးသားလေးနိုးလာတာနဲ့မင်းညသူမနဲ့အတူအိမ်မိသွားတာကိုတွေ့ရ၍လန့်နေတယ်သူမကတော့တငယ်ချင်းကိုတားရဲ့အဖေကိုရှာတွေ့ပြီးဒါပေမဲ့သူ့စီမှာမယားနဲ့တားရှိသွားပြီးဆိုပြီးပြောပြ၍တငယ်ချင်းလေးသူမကိုသူ့စီမှာမိန်းမနဲ့တားရှိနေပြီးဆိုတော့သူမင်းရဲ့သားကိုလာမလူနိုင်အောင်မင်းစီမှာသူမစီမှာတထေးသားရဲ့သားတယောက်ရှိတာကိုဖုံးကွယ်ထားခိုင်းလိုက်ပါတယ်နောက်မနေ့ရောက်တော့တထေးသားကသူမကိုခေါ်ပြီးမင်းညကကိစ္စအတွက်သူတာဝန်ယူပါမယ်ဆိုပြီးပြောတော့သူမကတာဝန်ယူစရာမလိုဘူးဆိုပြီးပြန်ညင်းလိုက်၍အကယ်၍တထေးသားကတကယ်တာဝန်ယူခြင်းရင်တော့တစ်ချိန်ချိန်မှာသူမတောင်းဆိုလာတာတခုခုရှိခဲ့ရင်သဘောတူပေးပါဆိုပြီးပဲပြန်ပြောလိုက်၍သူမကထွက်သွားလိုက်ပါတယ်ပြီးတော့သူမကအရန်ပျော်ရွှင်စွာဖြင့်တငယ်ချင်းနဲ့စကားပြောနေတာကိုလုပ်ဖို့ကိုင်းဖက်တယောက်ကတွေ့၍အငယ်မကိုသွားပြောပြနေတယ်အဲကြောင့်အငယ်မကသူမကိုကုမ္ပဏီမှာထပ်ထားရင်သူဖုံးကွယ်ထားတာတွေအကုန်ပေါ်သွားတော့မှကြောက်၍သူမကိုမောင်းထုတ်လိုက်ဖို့ပြန်ခိုင်းလိုက်တယ်အဲကြောင့်သူတို့ကသူမကိုစာသွားပို့ခိုင်းပြီးသူမရဲ့ကွန်ပျူတာတွေတစ်ခုခုထည့်လိုက်ပြီးလူအများရှိမှသူမကဒေလီပို့ပြီးကိုဝင်ရှိသွား၍အိမ်ကနေမောင်းထုတ်ခံရတဲ့ TV ကိုလူအများရှိမှဖွင့်ပြလိုက်ပြီးအဆက်ခွဲလိုက်တယ်အဲကြောင့်လူတချို့ကသူမကိုအထင်သေးခဲ့ရနေကြတယ်အဲချိန်မှာတထေးသားနဲ့သူမရဲ့သားကအစည်းအဝေးစီသွားနေတယ်အစည်းအဝေးကလူတချို့ကတော့သူမကိုအလုပ်ဖြုတ်ပစ်ဖို့တောင်းဆိုနေကြတယ်အဲချိန်မှာသားကရောက်ရှိလာတော့လုပ်ဖို့ကိုင်ဖက်တချို့ကတားကိုအမေရှိပြီးဖေမရှိတဲ့လမ်းဘေးကလေးဆိုပြီးအထင်သေးနေ၍သူမကတားကိုထိပေးလို့ပါချလိုက်တယ်ပြီးတော့အဲ့ချိန်မှာတထေးသားဝက်လာတော့ဝန်ထမ်းမကတထေးသားကိုသူမကငါ့ကိုပါချတယ်ဆိုပြီးတိုင်းပြောပြီးဝန်ထမ်းမတယောက်လေးတထေးသားကိုသူမအိမ်ကင်းနှမောင်းထုတ်ခံရတဲ့ TV ပြလိုက်ပြီးသူမယိုယိုကိုကုမ္ပဏီကမောင်းထုတ်လိုက်ဖို့တောင်းဆိုနေတယ်အဲ့ချိန်မှာသူထေးသားကသူမရဲ့နာမည်ယိုယိုဆိုတာကြားလိုက်၍သူမကိုလွန်ခဲ့တဲ့6နှစ်တုန်းကမိန်းကလေးဟုတ်မဟုတ်မေးလိုက်တယ်အဲ့ချိန်မှာသူမကတထေးသားကသူ့ရဲ့သားကိုလူယူလိုက်မှကြောက်ရွံ့မဟုတ်ဘူးဆိုပြီးလိန်လိုက်ပါတယ်အဲကြောင့်တထေးသားကသူမကအလုံးမှာပြဿနာတက်တာကြောင့်ရွန်တရားနှုတ်မယ်ပြောတော့ဟိုဝန်ထမ်းနှစ်ယောက်ကတထေးသားကိုဒီပြဿနာကကြီးတာကြောင့်အလုတ်ထုတ်ပြစ်တင်နေဆိုပြီးပဲပြောနေ၍တထေးသားကသူမလောက်ကြံခံရတဲ့ဗီဒီယိုကိုပြလိုက်ပြီးဟိုဝန်ထမ်းနှစ်ယောက်ကိုအလုတ်ထုတ်ပြစ်လိုက်တယ်ပြီးတော့ခဏကသူမရဲ့သားကိုလမ်းဘေးကလေးဆိုပြီးအထင်သေးတဲ့လူနှစ်ယောက်ကိုလေအလုတ်ထုတ်ပြစ်လိုက်ပါတယ်